ကဲဒီနေ့မှာတော့ဒုတိယနေ့အနေနဲ့ပေါ့နော်ဒါကတော့မနေ့ကတင်သွားတယ်REUL ကိုအခြေခံပြီးတော့သူနဲ့ပတ်သက်တဲ့စကားလုံး၅လုံးပေါ့နော်အင်္ဂလိပ်လိုပြောရင်တော့ forget ပေါ့ဂျပန်လိုပြောမယ်ဆိုရင်သူကခိုတိုဘာပေါ့နော်သူနဲ့ပတ်သက်တဲ့ဒီ REUL ကိုသုံးပြီးတော့ခိုတိုဘာ၅လုံးဒီနေ့ဝါတရှိကတင်ပေးသွားမှာပေါ့နော်ဒါဆိုရင်ဒီကောင်ဆိုရင်ဒါလေးဆိုရင်ဒါဆိုရင်ဒီမှာကichi ni san ဒါဆိုရင်ですဆိုရင်re ဆိုရင်ဒါဘာလဲဆိုတော့ချစ်ချင်းပေါ့နော်ချစ်ချင်းကိုre လို့ပြောရပေါ့နော်ဟုတ်ပြီအခုကre ပြီးတော့ဒီတစ်ကောင်ကရဲ့ဒါလေးကပေါ့နော်ရဲဆိုတော့ဘယ်လိုရေးမလဲichi ni san ဟုတ်ပြီကိုဘယ်လိုရေးမလဲichi ni ဒါဆိုရင်ဆိုရင်သူကဘာလေးလဲဆိုတော့မြန်မာလိုသွေးစုံခြင်းလို့ပြောရတယ်နော်သွေးစုံခြင်းနောက်တစ်ခုကပြီးတော့ဘာလာမလဲဆိုတော့ဟုတ်ပြီဒီမှာဒါဆိုရင်နဲ့ဒါကဟုတ်ပြီနော်ကဘယ်လိုရေးလဲဆိုတော့ဒီလိုမျိုး ichi ni နော်က ichi ni ဆိုတော့ဘာလဲမြန်မာလိုကအပေါ်နော်အပေါ်နောက်တစ်ခုကဘာလာမလဲဆိုတော့ကြားဘူးလားမသိဘူးနော်ဂျပန်စကားမှာ height တို့တို့နော်ကမြန်မာလိုပါလဲဆိုတော့မဟုတ်ပါပေါ့နော်မဟုတ်ပါဟုတ်ပြီနောက်တစ်ခုကဘာလေးလဲဆိုတော့ဟုတ်ပြီမိနဆန်တို့ကြားဘူးလားမသိဘူးအခုခေတ်တက်တော့မှခေတ်စားနေတယ်ichi ni sanကichi ni san ကဘာလေးလဲဆိုတော့မြန်မာလိုအပြာနော်လူလေးကအပြာပေါ့နော်ဟုတ်ပြီအပြာဒါဆိုရင်ဒီမနေ့ကဝတ်သက်ရှိတင်သွားတဲ့REULနဲ့REULကိုဒီတရ၅လုံးကိုအခြေခံပြီးတော့ဒီနေ့ကစကားလုံး၅လုံးတင်ပေးလိုက်တယ်ဘာလေးလဲဆိုတော့RE ဆိုရင်ချစ်ချင်းဟုတ်ပြီနော်ဆိုရင်ဗာလဲတွေ့ဆုံခြင်းဟုတ်ပြီနောက်တစ်ခုကဟုတ်ပြီကဘာလဲဆိုတော့အပေါ်နော်မြန်မာလိုနောက်တစ်ခုကဆိုဗာလဲမဟုတ်ပါမြန်မာလိုဟုတ်ပြီနောက်ဆုံးစကားလုံးကဗာလဲမြန်မာလိုကအပြာပေါ့နော်သူလေးကအပြာရောင်လို့ကဲဝတ်သက်ရှိရဲ့သင်ခန်းစာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ဝတ်သက်ရှိရဲ့ page လေးကို like and follow လုပ်ပေးခြင်းပဲနောက်နေ့မှာဝတ်သက်ရှိနောက်ထပ်စကားလုံး၅လုံးကိုသင်ပေးသွားမှာဖြစ်တဲ့အတွက်အားလုံးပဲ like and follow လုပ်ပေးဖို့မမေ့ကြနဲ့နော်ありがとうございます